အမကောင်ဖုတ်ဘော်ဒီရဲ့စူပါစတာညာတီတီမီမီတပွဲကောင်းလက်ဆောင်ညနေပွဲလေးဖြစ်တဲ့မာစီနဲ့ nice ပေါ့နော်မာစီနဲ့ရက်တီမှုပေါ်အောက်ကလေးရဖြစ်တယ်ပေါ့နော်ဒီ line လေးကအရင်ဘက်တော့ nice ကို 1-20 ပေးပြီးတော့ဇီးဇီးနဲ့ပေါ့နော်ကြီးအောင်မထားဘူးဒီခုလဲကျွန်တော်တို့ဒီ nice ကပေါ့နော်ဒီအဝေးကွင်း15ပွဲမှာကျွန်တော်တို့10ပွဲရှုံးပြီးတော့ပေးကိုကတပွဲကိုပြန်ပြန်နှလုံးလောက်တောင်ပေးနေရတဲ့ဇယိုင်းနဲ့ဒီ nice ကိုပေါ့နော်line လေးထက်လဲကျွန်တော်တို့အိမ်ဝင်ကိုသွင်းရက15လုံးနီးပါပို့ရှိတယ်နောက်ပြီးတော့ PHG နေပါကိုဂိုးရှူရရှိတဲ့တိုက်စစ်နဲ့ကျွန်တော်တို့မာစီးကပေါ့နော်ပြီးခဲ့တဲ့ဘက်ကလော်ရီယန်ကိုရှုံးတာတော့ UCL ဝင်ခွင့်ရဖို့သူ့အနေနဲ့လေပောက်ခွဲရကောင်းကောင်းနဲ့အမှတ်ပြန်ယူရမယ့်အချိန်မှာဒီ1+10 စီးတန်းလောက်ကကျွန်တော်တို့ line ပေးစီထက်ကိုကျွန်တော်ပြား30လောက်ထီကိုရောက်နေတယ်ပေါ့နော်1မိုင်း20 line လေးရပေးခဲ့တာပေါ့နော်ဆိုတော့ဒီလောက်ကြည့်ကြည့်ကျွန်တော်တို့အိမ်ငွေလည်းကောင်းတဲ့နေရာပေါ့နော်အိမ်ငွေနဲ့တိုက်စစ်အာသန်တဲ့နေရာဒီလောက်ကြီးကျွန်တော်တို့ရော့တင်လို့မမြင်မိဘူးအနည်းဆုံးတစ်တီ1.10 nice လိုင်းလေးမအောင်ခဲ့တဲ့ကြီးပေါ့နော်1.20လောက်ပြီးတောင်မှကျွန်တော်တို့ပြီးလို့ရတယ်ပြီးခဲ့တဲ့ဒီလပိုင်းမှာသူကရှုံးထားတာပွဲချက်တွေမိုနာကိုတို့ဘာလို့လဲတွေ့လို့သူကရှုံးထားတာပေါ့နော်မာစီရဲ့ချီကတော့ညနေတယ်မပါဘူးအောက်ကတန်းရုံးအောင်မလို့ nice ကတန်းရုံးအောင်မလို့ဒါကြီးညူတာကွာလို့လေမပြောသေးချင်ဘူးပေါ့နော်ဘာလို့ဆိုတော့သူလည်းကျွန်တော်တို့ UCL ဝင်ခွင့်ရဖို့တူတူပဲရုံးရမှာပဲလीနော်အဲဆိုတော့အဲကြောင့်မို့ဖြစ်တဲ့စီရင်တဲ့ကို body ဝင်ရုံလေးရောနေမြင်ပြီးလို့ကျွန်တော်ဒီ nice body နဲ့ပေါ့နော်ဒီကိုပေါင်းဝင်ရုံကလည်းကျွန်တော်ပေါ်နိုင်မယ်ဆိုလို့ရှိရင်တကယ်ပေါ်ချင်တယ်ဆိုလို့ရှိရင်ပေါ်လာနိုင်တယ်လို့ယူဆမိတဲ့ဝင်ရုံလေးဖြစ်နေတဲ့အတွက်ကျွန်တော် nice body နဲ့ nice ကိုပေါ်ကိုတင်တက်မိတာဖြစ်ပါတယ်နေ့စဉ်တီတီမီမီတပွဲကောင်းနေကြည့်ဖို့ညီကိုလေးဒီ channel ကို like and subscribe လုပ်ထားပါTelegram တစ်ဒီပေါ့နော်ညာနဲ့တစ်ဒီတင်အမြဲတမ်းတင်ပေးတဲ့ဒီ Telegram channel လေးနဲ့အောက်က comment မှာထည့်ပေးထားပါတယ်ဒီ5 3လုံးလေး iPad တွေဆော့ချင်တယ်ဆိုလို့ရှိရင်လည်း2020ကလေးကရည်တည်လိုက်ကျွန်တော်စီမှာနေ့စဉ်တပွဲကောင်း user 1ယူရင်းနဲ့ကျွန်တော်လက်ဆောင်1တွေရယူရင်းနဲ့ပေါ့နော် iPad ဆိုလို့ရှိရင်330ဒီ 10% ဒီ5 3လုံးနဲ့ support အဆုံးဆိုလို့ရှိရင်75%ဘောနက်တွေယူပြီးတော့လာဆော့လို့ရပါတယ်ဘောနက်ကညီကိုလိမ်မများခွန်လည်းမဟုတ်ဘူးเนาะဘောနက်ကကျွန်တော်ပြောပြမယ်ဘော်ဒီသမားတွေကိုမပေးပါဘူးအဓိကကကျွန်တော်တို့ဒီ support အဆုံးလို့5 3လုံးမှာဆိုလို့ရှိရင်ကျွန်တော်မောင်းသမားတီးတန်းအောင်ပေးတာပါ iPad မှာကျွန်တော်30 10% ပေးတယ်ဆိုတာဘော်ဒီသမားလည်းဆော့လို့ရပါတယ် iPad ကတော့တခုရှိတာကသူက TU လေးချုပ်ထားပါတယ် TU လေးဆော့ပေးရပါတယ်ညီကိုတွေကတော့အစီအမံကြပါတဲ့ခင်ဗျာ good luck ပါ